ဒီချင်းသေးမလေးอ่ะတေလူမျောပါဖြစ်နေခဲ့ပါပြီသူ့ရဲ့အပေါ်မေးရိုးထဲမှာအယိုးစားတစ်ခုအတော်လေးနှက်နှက်ရှိုင်းရှိုင်းစိုက်ဝင်နေခဲ့တာကြောင့်ရေတောင်မတောက်နိုင်တော့ပါဘူးအစာမစားနိုင်တာသတင်းပတ်နှစ်ပတ်နီးပါးရှိနေပြီဖြစ်လို့သူ့အတွက်အချိန်သိဒါပေမဲ့တောရိုင်းတရိတ်ဆန်ထိန်းသိမ်းရေးဝန်ထမ်းဟေလီကချင်းနီမာလီရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုတတိထားမိသွားပါတယ်ဟေလီဟာအချိန်မဆိုင်ပဲမိစေးတနတ်နဲ့ပြစ်ပြီးချင်းနီမာလီကိုဘေးကင်းကင်းနဲ့မိလေသွားအောင်လှုပ်ဆောင်ခဲ့ပါတယ်ချင်းသိမာလီလုံးဝတတိမိသွားတာကိုတေးချအောင်လှုပ်ပြီးနောက်ဟေလီဟာအဲ့ဒီနေရာမှာတင်အရေးပေါ်ခွဲစိတ်မှုကိုစတင်มาတော့တယ်ကရိယာတွေကိုသုံးပြီးအဆိုးရှင်ဖြစ်နေတဲ့အယိုးစကိုတီတီချာချာဖိရှားဖို့ကြိုးစားခဲ့ပြီးနောက်ဆုံးမှာတော့အယိုးစပြုတ်ထွက်သွားခဲ့ပါတယ်အယိုးရဲ့မျက်နှာပြင်တစ်ခုလုံးမင်းနဲ့နေတာကိုကြည့်ချင်းအဖြစ်ဒါဟာမေးရိုးထဲမှာတင်းပတ်တော်ကြာစိုက်ဝင်နေပြီးပြင်းထန်တဲ့ကူးစက်ပိုးဝင်မှုကိုဖြစ်စီခင်မှန်သိတာပါတယ်အကယ်၍ဟီလီသာအချိန်မီမတွေ့ခဲ့ရင်ချင်းသိမာလီဟာရပ်ပိုင်းအတွင်းတည်ဆုံးသွားနိုင်ပါတယ်ဒါပေမဲ့အယိုးစကိုဖယ်ရှားနိုင်ုံနဲ့တည်းမပြီးသေးပါဘူးပြင်းထန်တဲ့ရေဓာတ်ခန်းချောက်မှုနဲ့ငတ်မှုဒဏ်တွေကြောင့်ခန္ဓာကိုယ်ကအတော်လေးအားအိမ်ချို့တဲ့နေပါပြီချင်းသိမာလီတတိမိနေစဉ်အတော်အတွင်းမှာတော့အခွင့်အရေးချောင်းနေတဲ့ဟိုင်နာအုပ်စုတွေရဲ့အန်ဒီယေကနေကာကွယ်ဖို့အဖွဲ့သားတွေကတညာလုံးစောင့်ကြပ်ခဲ့ကြရပါတယ်နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့စိုးရင်စိတ်တွေပိုတိုးလာခဲ့ပါတယ်ပုံမှန်ဆိုရင်မေဆေးချိန်ပြဲပြီးနိုးနေရမယ့်အချိန်ဖြစ်ပေမဲ့ချင်းသိမလီကတော့လှုပ်တော့မလှုပ်နိုင်သေးပါဘူးအာဖရိကရဲ့နေရောင်ကြီးကပိုမိုပြင်းထန်လာတာနဲ့အမျှသူ့ရဲ့အသက်ရှူနှုံးနဲ့သွေးခုန်နှုံးတွေဟာအားနေလွန်ပြီးအသက်အန္တရာယ်ရှိတဲ့အခြေအနေကိုရောက်လာပါတယ်ရေရှည်ငတ်မှုခဲမှုကြောင့်ခန္ဓာကိုယ်စနစ်တစ်ခုလုံးရပ်ဆိုင်းလူနီးပါးဖြစ်နေတာပါပြင်းထန်တဲ့နေဘူးတန်ကနေကာကွယ်ဖို့အဖွဲ့သားတွေကကားတစ်စီးကိုအကာအကွယ်ဖြစ်သုံးခဲ့ကြပြီးဟေလီကတော့ပိုက်အပြော့လေးသုံးပြီးချင်းသိမာလီရဲ့အာခေါင်ထဲကိုရေအဆက်ချဖြည့်တင်းပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ချင်းသိမာလီရဲ့မျိုးချနိုင်စွမ်းတုံ့ပြန်မှုပြန်ပွင့်လာခဲ့ပြီးဟီလီလည်းစိတ်ရှည်လက်ရှိနဲ့ရေဆက်တိုက်ကျွေးခဲ့ပါတယ်မွန်းတဲ့ချိန်ရောက်လာတဲ့အခါကားရဲ့အရိပ်ကချင်းသိမာလေးကိုမကွဲနိုင်တော့ပါဘူးဒါကြောင့်ဟီလီဟာကားအမိုးပေါ်ကနေယာယီမိုးကတစ်ခုလုတ်ခဲ့ပြီးညနေဆောင်မှာတော့အဖွဲ့သားတွေစုပေါင်းပြီးချင်းသိမာလေးကိုအနီးနားကတစ်ပင်ကြီးအောက်ကိုဂယုတစိုက်ရွှေ့ပြောင်းပေးခဲ့ကြပါတယ်ခန္ဓာကိုယ်အပူချိန်ရော့ကျသွားအောင်လဲတဖြည်းဖြည်းနဲ့စူးစမ်းမှုတွေဟာအရာထင်လာခဲ့ပါတယ်ချင်းသိမာလေးတတိပြန်ရလာပြီးသူ့ကိုကယ်တင်ခဲ့တဲ့ Ranger အမျိုးသမီးကိုစိုက်ကြည့်နေခဲ့ပါတယ်အစာစားဖို့လည်းစူးစမ်းလာပါတယ်မတ်တက်ဖို့စူးစမ်းပေမဲ့အားအင်ချိုးတဲ့နေတဲ့နောက်ခြေထောက်တွေကမသိနိုင်တာကြောင့်လဲကျသွားခဲ့ပြန်ပါတယ်ဒီလိုနဲ့မေဆေးစပေးခဲ့တဲ့အချိန်ကနေ24နာရီပြည့်တဲ့အထိဒုတိယမြောက်ညကိုဖျက်တမ်းခဲ့ကြရပါတယ်နောက်ဆုံးတော့မနက်1နာရီအချိန်မှာချင်းသိမာလီဟာမတ်တရက်နိုင်ဖို့အားအင်တွေပြန်လဲစုစည်းနိုင်ခဲ့ပါတယ်ခြေလမ်းတွေကတုံချိနဲ့လမ်းလျှောက်တင်စားချင်းသိပေါက်လေးလိုဖြစ်နေပေမဲ့အနီးနားကရေကန်စီကိုဖြည်းဖြည်းချင်းရှောက်လန်းသွားခဲ့ပါတယ်ခြေလမ်းတွေကတုံချိနဲ့လမ်းလျှောက်တင်စားချင်းသိပေါက်လေးလိုဖြစ်နေပေမဲ့အနီးနားကရေကန်စီကိုဖြည်းဖြည်းချင်းရှောက်လန်းသွားခဲ့ပါတယ်ဟီလီကလည်းကားကိုဖြည်းဖြည်းချင်းမောင်းပြီးအနောက်ကနေဘေးကင်းအောင်စောင့်ရှောက်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ချင်းသိမာလီဟာရေကန်စီကိုရောက်ရှိသွားပြီးသတင်းပတ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်အဖြစ်ရေကိုကိုယ်တိုင်ဝါလင်းတောက်သုံးနိုင်ခဲ့ပါတော့တယ်